တကယ်ရင်းကျက်တဲ့ယောက်ျားတစ်ယောက်ကသူချစ်တဲ့မိန်းမတစ်ယောက်ကိုချစ်မိပြီဆိုရင်ခလေးတစ်ယောက်လိုပဲထားတယ်ပြီးသွားလို့ရှိရင်ဒေါသဘလောက်ကြီးကြီးกว่าအဲ့ဒီမိန်းမရှိကြရင်ဒေါသတွေရှိမနေဘူးအဲ့ဒီမိန်းမကိုပြောရဲဆိုတဲ့အခါကျလည်းဒေါသတွေဖြစ်မနေတကယ်လို့သမီးချစ်သူကောင်းလေးဟာဒေါသကြီးပြီးဆဲဆူတတ်တယ်ဆိုရင်အိမ်အောင်ကြရင်တေချာပါအရခံရမှာပါလို့ကိုတန်ဦးကဆွေးနွေးပြပြပေးထားပါတယ်ဒီလိုမျိုးဆိုရင်တော့ဘဝလက်တော့ပေါ်အဖြစ်မရွေးချယ်သင့်ပါဘူးเนาะဗီဒီယိုလေးကိုအစားဆုံးတူတူကြည့်လိုက်ကြရအောင်เนาะညီမလေးတယောက်လာပြောထားတယ်အဲ့ညီမလေးပြောတဲ့အကြောင်းရင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာလဲဆိုတော့သူ့ကောင်လေးနဲ့သူနဲ့အားတဲ့ online မှာချစ်သူတွေဖြစ်နေကြတာပေါ့နော်အပြင်မှာတစ်ခါမှမတွေ့ဘူးတဲ့ကောင်လေးကသူ့လူကြီးတယောက်လိုလဲစုံမတုံတင်နေပေါ့နော်ဒါပေမဲ့ကောင်လေးဒေါသဖြစ်လာတဲ့အခါကျလို့ရှိရင်သူ့ကိုဆဲတယ်တဲ့စကားလုံးညံ့နေလဲပြောတယ်နေနဲ့ငါနဲ့လဲပြောတယ်ပေါ့နော်အဲ့ဒါသူဘယ်လိုလုပ်ရမလဲသူ့ကိုချစ်တာဟုတ်မဟုတ်ပေါ့နော်ဆိုတော့အဲ့ဒါကြတော့လဲမချစ်ဘူးလို့လဲပြောလို့မရအောင်ဒါပေမဲ့ညီမကောင်လေးရဲ့တေချာတစ်ခုကတော့တေချာပေါက်မရင်းကျက်သေးပါဘူးနော်ညီမထက်အသက်ဘလောက်ပဲကြီးကြီးအဲ့တော့တကယ်ရင်းကျက်တဲ့ယောက်ျားတစ်ယောက်ကသူချစ်တဲ့မိန်းမတစ်ယောက်ကိုချစ်မိပြီဆိုရင်ခလေးတစ်ယောက်လိုပဲထားတယ်ပြီးသွားလို့ရှိရင်ဒေါသဘလောက်ကြီးကြီးกว่าအဲ့ဒီမိန်းမရှိကြရင်ဒေါသတွေရှိမနေဘူးအဲ့ဒီမိန်းမကိုပြောရဲဆိုတဲ့အခါကျလည်းဒေါသတွေဖြစ်မနေတကယ်လို့သမီးစားဘွားမှာဒါအဲ့လိုမျိုးအဆဲဆိုခံရရဲဆိုရင်ယူရင်တေချာပေါက်အထုခံရမယ်အရိုက်ခံရမယ်အဲ့လုံးဝတရားရခိုင်တော့မှန်တယ်ကွာသိလားအဲ့တော့ဒေါသဖြစ်နေတဲ့အချိန်မှာတော့သမီးစားဘွားဆဲတယ်ဆိုတော့အကိုလို့ဆိုလို့ရှိရင်လေအကိုမိန်းမအကိုဒေါသအရန်ကြီးတာနော်ယောက်ျားရဲ့ဒေါသကြီးရဲဆိုတဲ့ကောင်လေးလာခဲ့လိုက်အကိုဖင်ပြတော့မှီမယ်မထင်သိလားအကိုဒေါသကြီးပြီဆိုအကိုလူကြီးလည်းနားမလဲတော့ဘာမှနားမလဲတော့ကိုထက်ယာတူးမြင့်တဲ့ကောင်လေးပါလေအကိုနားမလဲတော့သိလားအကိုမှန်နေရသားနဲ့ကွာအကိုအဲ့လိုမျိုးဟိုနှစ်ဖြစ်ရင်အကိုဒေါသထွက်လာပြီဆိုလို့ရှိရင်အရန်ဒေါသကြီးအကိုတို့ကတောက်ကြတာပဲဒါပေမဲ့အဲ့စနေဒေါသကြီးရဲဆိုတာအကိုတို့ကအဲ့ဒီတလောက်ပဲရှိရလို့ထင်ရတယ်ကွာတယောက်နဲ့တယောက်နဲ့တော့မတူဘူးပေါ့နေနဲ့နေရတော့ဘလို့လဲဘာလို့လဲတော့မသိဒါပေမဲ့သိကြတယ်ကတော့အကိုဒေါသအရန်ကြီးတယ်ဒါပေမဲ့အကိုမိန်းမကိုအကိုကဆဲရမယ်ဆိုတဲ့နေရာမှာပါဇက်ကထွက်သွားခြင်းတယ်ဒါပေမဲ့အဲ့နေရာမှာတခြားစကားလုံးပဲအကိုသုံးလိုက်တော့တယ်ဆိုတော့ဘာလို့ဆိုတော့ပြောရင်ခံရမှာလုံးရင်ခံရမှာလေဆိုတော့တိလို့ပြီးတော့ကိုချစ်တဲ့သူဖြစ်နေတဲ့အတွက်ကြောင့်လေဆိုတော့သူလည်းခံစားရတာလွယ်မှာမဟုတ်ဘူးဆိုတော့ပြောချင်တာအကိုရန်ဒေါသကြီးတယ်ဒါပေမဲ့အကိုမိန်းမရှိကြရင်တော့အကိုကအဲ့လောက်ကြီးအကိုမိန်းမအရန်ရိုက်နှက်တာအရန်ဆဲဆိုတာမရှိပါဘူးကိုမိန်းမအကိုမဆဲဘူးနော်ဆဲတယ်ဒါပေမဲ့အကိုဒေါသထွက်လို့ဆဲရတာမဟုတ်ဘူးအသေးရရင်ဆဲဟိုလိုရရဆက်ဆက်ကြီးဆဲတာတော့မဟုတ်ဒါဗီဒီယိုတစ်ပုဒ်ထဲမှာပါသွားဘူးလေဖာတင်ပါလေးကွာအဲ့လိုမျိုးလေးဆဲတာနော်ဆိုချစ်တာသူ့ကိုချစ်ဆဲတာပါတကယ်တော့ဒါကိုယ်စိတ်ကိုပဲသိပါတယ်နင့်နာစေခြင်းနဲ့ဆဲတာလည်းမဟုတ်သူလည်းသိတယ်ဆိုတော့ဟိုပြောချင်တာကတော့ချစ်တာမချစ်တာကိုခဏလေးဘေးပယ်ထားလိုက်အောင်ညီမကောင်လေးကိုအဲ့ဒီကိစ္စကိုအဲ့ဒီဒေါသကြီးတာကိုအရင်ဆုံးညီမပေါ်မှာဒီလိုပြုမှုဆက်ဆံတာကိုညီမအရင်ဆုံးဖျောက်ဖျက်ပေးနိုင်မှုလို့လေညီမလေးတွေလည်းနားထောင်ပါညီမလေးတွေကြီးစားအရန်ဒေါသကြီးတယ်ဒါပေမဲ့ကိုယ့်ပေါ်မှာနှူးညံ့သိမ်မှုရှိရဆိုတော့တမျိုးပေါ့ကွာဒါပေမဲ့ဒေါသဘလောက်ကြီးဖုံးထားလို့မရအောင်တော့ဒေါသကြီးတဲ့ကောင်ကတစ်ချိန်မဟုတ်တစ်ချိန်တော့ပေါ်တာပဲเนาะဆိုတာအဲ့လိုမျိုးပြောလာခဲ့ရင်ဆဲလာခဲ့တယ်ဆိုရင်တော့စဉ်းစားပါဒီချစ်သူဘဝတက်တန်းတခြားမှာဆဲလာခဲ့တယ်ဆိုလာခဲ့တယ်ဆိုလို့ရှိရင်တေချာပေါ့စဉ်းစားပါเนาะဘာကြောင့်လဲဆိုတော့ရလို့ရှိရင်အထုခံရမှာတေချာတယ်လုံးဝတေချာတယ်ဆိုတော့ညီမလေးအကိုပြန်ပေးလိုက်ပြီเนาะဆိုတော့ညီမလေးတွေလည်းညီမလေးတွေနားထောင်ရတဲ့ညီမလေးတွေလည်းကိုချစ်သူကအဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်ညှိယူပါလို့ငါဒီလိုမကြိုက်ဘူးငါဒီလိုမပြောနဲ့တခြားကိစ္စလေးနဲ့ပြောဆုံးမပြီးငါနားထောင်မယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကညီမသိထားမှာတကယ်ရင်းချက်တည်နေဆုံးမတယ်ဆိုတဲ့သူကကိုချစ်သူကိုဘယ်တော့မှမဆဲနော်ရင်းချက်ချင်အောင်စောင့်နေရပဲဖြစ်မှာပါအခုစိတ်ထင်ရတော့လေဆိုတော့သတိထားပါဗျာညီမလေးနော်ဒီຢာတွေကအရင်အရေးကြီးပါတယ်နောက်ပိုင်းမှာသူ့ထွက်တိုင်တွေဖြစ်မယ်နော်ဒါကအကိုမျက်မြင်ကိုတွေ့မြင်ခဲ့ဘူးတယ်သိလားနော်ဆိုတော့ဟိုအရန်ကြမ်းတယ်ကြောက်စရာအရန်ကောင်းတယ်မိန်းကလေးတယောက်ရဲ့ဘဝငရဲကြနေတယ်လို့မချစ်တာလည်းမဟုတ်ဘူးချစ်တယ်ဒါပေမဲ့ရိုက်တာရေးရဆက်ဆက်ရိုက်တာသိလားအဲ့လိုမျိုးစိတ်မထင်သူမသိဘူးကွာသူတို့အချစ်တွေကဘလို့အချစ်တွေလဲတော့ကိုလည်းမသိဘူးလိုက်ပြီးမတွေးတော့တတ်စဉ်းစားပါနော်ညီမလေးတွေအဲ့လိုမျိုးလူရှိနေတယ်ဆိုလို့ချင်းအဲ့လိုမျိုးသူလက်တွေ့နေရတယ်ဆိုလို့ချင်းစဉ်းစားပါချင်းချိန်မှာပြီးတော့မှအိမ်အောင်ပြုဖို့ဘာညာကိုဆုံးဖြတ်ပါလို့ပြောပြရတယ်ဒေါသကြီးတဲ့ယောက်ျားအရန်ကြောက်ဖို့ကောင်းပါဒေါသကြီးရတော့ကိုယ့်ပေါ်မှာဒေါသထားဒေါသနဲ့ဖြည့်ချင်းတဲ့ကောင်ကအဲ့လိုကောင်မျိုးကြောက်ရတယ်ယောက်ျားတိုင်းကဒေါသရှိပါတယ်ယောက်ျားတိုင်းကတော့တတိရှိကြတယ်လေဒါပေမဲ့ဒေါသကိုမထိန်ချုပ်နိုင်တဲ့မလိုအပ်တဲ့နေရာမှာဒေါသမထွက်ဖို့ကိုထိန်ချုပ်နိုင်တဲ့ယောက်ျားတယောက်ကိုပဲရွေးချယ်ပါလို့အကူကတော့ပြောပြရစီနော်
ဆိုတော့မင်းကလေးပေါ်ကြတော့ကိုဒေါသကြီးလို့မရဘူးလေနော်အဲ့လိုမျိုးရှိပါတယ်ညီမကောင်လေးကမရင်းကြက်သေးပါဘူးရင်းကြက်ချင်အောင်စောင့်နေရပါညီမလေးနော် ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိတ်ဆွေတို့အနေနဲ့ကရောဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘယ်လိုမျိုးမှတ်ချက်ပေးခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်เนาะနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်